အိမ်ခွေးမှာရှက်ကွင်းရှုံးပြီးဖလားလက်လွတ်လိုက်ရတဲ့မြန်မာအမျိုးသမီးတွေဒီကနေ့ဆိုလ9ရက်နေ့မှာရှင်ပြိုင်ကစားခဲ့တဲ့ ARD Tri-Nation Cup 2020ရဲ့စွန့်ဖြတ်ပိုလူပွဲစဉ်မှာတော့ကျမတို့ရဲ့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာအစင်လာပြိုင်ဘက်ထိုင်းမျိုးသမီးအသင်းနဲ့အကျိတ်နဲ့ရှင်ပြိုင်ခဲ့ပြီးတကုတ်စီတီးရလက်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ဒီရလက်ကြောင့်ချန်ပီယံဖလားကိုနှမျိုးစရာကောင်းအောင်ကိုလက်လွတ်ခဲ့ရပြီးမြဲမြန်မာပြည်သက်တွေအတွက်တော့တကယ်ကိုရင်ကော့ကောင်းမွန်နိုင်ခဲ့တဲ့ဂုဏ်ယူစရာကောင်းတဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီနေ့ပွဲစဉ်ကိုလာရောက်အားပေးကြတဲ့ပြည်သက်ရေးတွက်ဟာထောင်ထဲချီရှိခဲ့ပြီးကွင်းတစ်ခုလုံးပြည်သက်တွေရဲ့အားပေးတဲ့အနေနဲ့အရှိန်ဟုန်မြင့်မားနေကြတာပါ။ပွဲမစခင်မှာပဲမြန်မာပြည်သက်တွေအတွက်တကယ်ကိုနစ်နာမှုတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့အသင်းရဲ့အဓိကတိုက်စစ်မှုတွေဖြစ်တဲ့ဝင်းသိင္ကြီးထွန်းနဲ့ရုံးရီလိုင်းတို့ဟာကျမရေးချင်းတွေကြောင့်ဒီနေ့ပွဲမှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့တာပဲဖြစ်ပါတယ်။ပြည်သက်တွေကတော့သူတို့နှစ်ယောက်သာကျမရေးကောင်းပြီးပါဝင်ခွင့်ရခဲ့ရင်ထိုင်းသင်းကိုအေးဆေးနိုင်ပါတယ်ဆိုပြီးတော့နှမျိုးတက်တာစွာမှတ်ချက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့မြန်မာအသင်းဟာပထမပိုင်းမှာတင်ထိုင်းသင်းကိုကျိတ်နဲ့တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။နှစ်သင်းစလုံးခွင့်ရေးချို့ဖန်တီးနိုင်ခဲ့ပေမဲ့အဆုံးသက်ပိုင်းအားနည်းချက်တွေကြောင့်ဂိုးဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့လို့ပထမပိုင်းကိုဂိုးမရှိသေးရလက်နဲ့ပဲပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းရောက်မှာတော့မြန်မာအသင်းရဲ့ကစားအားဟာတိတိတတ်တာကိုပိုပြီးတက်ကြွလာခဲ့ပါတယ်။အထူးသဖြင့်ပွဲကစားချိန်52မိနစ်မှာကွင်းတွင်းမှာရှိတဲ့ပရိသတ်တွေအားလုံးအတိုင်းထက်လွန်ပျော်ရွှင်စေခဲ့တဲ့အဖိုးတန်ဦးဆောင်ကိုမြန်မာအသင်းရရှိခဲ့တာပါ။ဒီဂိုးတော့ယူပါခိုင်ရဲ့တိကျလာတဲ့အဝေးကန်ချက်ကတစ်ဆင့်ဂိုးအီဒီယာအတွင်းတင့်ရှိနေတဲ့မိထက်လူကအကောင်ဆုံးခေါင်းတိုက်ပြီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဝန်တာမှုက4မိနစ်ပဲခံခဲ့ပါတယ်။ပွဲကစားချိန်55မိနစ်မှာတော့ကန်ကြမားမျက်နှာသာမပေးခဲ့ပါဘူး။ထိုင်းသင်းရဲ့ကန်သွင်းကြမြန်မာနောက်ခံလူနဲ့ထိမိပြီးလမ်းကြောင်းလွဲကဂိုးရင်းဝင်သွားခဲ့လို့ကန်ဆိုးစွာနေပဲခြေပါကိုချက်ချင်းပြန်လဲခွင့်ပြုခဲ့ရပါတယ်။ခြေပါကိုပေးလိုက်ရပေမဲ့မြန်မာကောင်မလေးတွေစိတ်တက်ကမကြပဲဒုတိယပိုင်းပြီးခံနေအထိကိုရင်ကုန်စရာခိုက်တက်နေအများကြီးပေးစွမ်းနိုင်ခဲ့ပါတယ်။ထိုင်းလူအသင်းမျိုးတပွဲလုံးနီးပါးကွင်းလေရောကွင်းပြင်မှာဖိဖိစီစီနဲ့တာစီအောင်ကစားပြသွားနိုင်ခဲ့တာပါ။ဒီနေ့ပွဲကြီးရဲ့အကြီးမားဆုံးမြတ်ကတော့အသင်းအတွက်ရှေ့ဆောင်အားကိုးရမယ်တိုက်စစ်ကစားသမားအသစ်တွေကိုမြင်တွေ့လိုက်ရတာပါပဲ။ဒါပြင်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့မြန်မာလိကိုသွင်းအများဆုံးကစားသမားစင်မိုးပြည့်ရဲ့တူဟာရုံးအားတွေကလည်းတကယ့်ကိုကောင်းမွန်လွန်ပါတယ်။အနာဂတ်မြန်မာတိုက်စစ်တနေရာအတွက်တေချာပေါက်အလုပ်ဖြစ်မဲ့ကစားသမားမျိုးဖြစ်ကြောင်းဒီနေ့ပွဲမှာသက်သေပြသွားခဲ့ပါတယ်။ခြုံငုံသုံးသပ်ရရင်မြန်မာအသင်းရဲ့တစ်ခုတည်းသောအားနည်းချက်ကတော့အဆုံးသက်ပိုင်းနဲ့ဂိုးသွင်းမှုမပါနဲ့သေးတာပဲဖြစ်ပါတယ်။ကျန်တဲ့ကစားကွက်နဲ့အခြေအနေတွေကတော့မဆိုးဘူးလို့ပြောလို့ရပြီးနီးပြအသင်းလက်ထက်မှာဒီလောက်ပြောင်းလဲရှိလာတာကအတိမတ်ပြရမှာပါ။ဖလားလက်လွတ်ခဲ့ရပေမဲ့ထိုင်းကိုတပွဲလုံးဖိဖိစီစီကစားပြပြီးတိတ်ခါရှိရှိတည်ရကြခဲ့တဲ့မြန်မာမျိုးသမီးအသင်းဟာခြေစွမ်းပိုင်းရရှုံချစရာမရှိပဲအနာဂတ်အတွက်မျှော်လင့်ချက်ပြည့်ပေးစွမ်းနိုင်ခဲ့ပါတယ်။အစွမ်းကုန်ရုန်းကန်ကစားပြသွားခဲ့တဲ့မြန်မာကောင်မလေးတွေကိုပြည်သက်တွေကိုစားလိုက်လိုက်လဲလဲဂုဏ်ပြုလိုက်ရပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။